အားလုံးပဲမင်္ဂလာပါခင်ဗျာ Main Night Echo Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီကနေ့ကျွန်တော်တင်ဆက်မယ့်ဇာတ်လမ်းကဥစ္စာဆောင်မှာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရယ်ဥစ္စာဆောင်မှာမွေကြီးကိုမြင်တတ်လိုက်ပါတဝက်ကိုသုံးတဝက်ကိုရှင်လုံးတင်ကိုရီမှန်းပြီးတော့လှူပါအမြပေးဝေဓာတုခေါ်ပါနောက်ဘွားနောက်ခန္ဓာနဲ့ပေါင်းကြစို့ဒီဇာတ်လမ်းလေးကလေကျွန်တော်ကစာဖတ်ပရိသတ်တဲ့ဥမှာပြောပြရယ်ဇာတ်လမ်းကလေးဖြစ်ပြီးတော့အလုံးလိုက်စိတ်ဝင်စရာကောင်းလာတဲ့ဖြစ်ပြန်လဲပေါက်တဲ့ချရခြင်းဖြစ်ပါရယ်ဒီဇာတ်လမ်းလေးကလေလူလောကသားတဲ့ဥနဲ့လူသားတဲ့ဥရဲ့ဤဘက်ကဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီးတော့စွတ်ပြတ်ကြည်နူးပွဲဝမ်းနေပွဲကြည်ကွဲပွဲဇာတ်လမ်းကလေးလည်းဖြစ်ပါရယ်သူစီကဒီမျိုးနေသားတော့မဟုတ်ပါဘူးဒီမျိုးဒီနေကိုတောင်ဝင်နဲ့ရောက်လာသူတူသားဖြစ်ပါရယ်လေယာဆိုင်မျိုးရေးတောင်ဝင်နဲ့ရောက်လာခဲ့သူတူပင်ဝန်တန်းတူရဲ့အကူအညီနဲ့ဒီအကုန်းမှာရှိတဲ့လုံချေအိမ်တစ်လုံးငားရမ်းပြီးတော့နေထိုင်ခဲ့ပါရယ်ချမ်းအားကျဝန်းနေတော့မဟုတ်ပါဘူးကျင်းမြောင်းနဲ့ချမ်းတချမ်းလည်းမဟုတ်ပါဘူးချမ်းလေးမှာစပယ်ကြက်ယုံစားရဲ့ပန်းမင်များနဲ့စောင်းတော်ကူပန်းချုံလေးရှိနေပါရယ်အင်္ဂလိပ်ကပြင်ကင်းပြင်ကသူ့မိုးအင်္ဂလိပ်ဖြစ်ပါရယ်အင်္ဂလိပ်ရဲ့အတွင်းမှာတော့အိတ်ခမ်းနဲ့မိဘကန်ဆိုပြီးတော့တီးကြကန်ရှိတော်လေမောင်တို့စီကလူဖြစ်တဲ့ဖြစ်ချက်ပြုတ်စားခြင်းမရှိကြောင်ရမှာဝယ်စားသူပြီးတော့ဒိုးစီကလည်းဒီမျိုးကိုရောက်တာမှစပြီးတော့ရုံစင်းလျင်နေတိုင်းရွှေဘုံသာမူနီစေတီကိုတွားကပရိစိတ်ပါရယ်ညနေ6 နာရီဖျားပေါ်မှာဆင်းခဲ့ပြီးတော့ထမင်းဝဝစားပြီးမှအိမ်ကိုပြန်လာခဲ့တာကတော့နေစာပူကအလုပ်ပဲဖြစ်ပါရယ်သူတို့တော့တနေ့တာမြင်မြပင်ပေမန်းပါစေညနေရောက်ပြီးတော့ရွှေဘုံသာမူနီဖျားကိုတက်ပြီးကြည်လင်းတဲ့ခေါင်းလောင်းတန်းဆဲလဲတန်တာလေးကြားရလျင်တော့စိတ်ထဲပျော်သွားပါရယ်စိတ်ပြီးစိတ်လိုက်ပြီးဆိုလျင်လဲအငိမ့်ချမ်းဆုံးဘဝကိုပိုင်ဆိုင်လိုက်ရတဲ့လိုမျိုးခံစားလိုက်ရပါရယ်အဲဒီလိုမျိုးနေစဉ်ဖျားကိုရောက်ခဲ့သည့်တိုးစီအတွက်ထူးခြားတဲ့နေတဲ့နေ့ကိုထိတွေ့ခံစားလိုက်ရပါရယ်အဲဒီနေ့ကတော့ထူးခြားတဲ့နေ့လားအချိန်ကညနေ6 နာရီအရှိမပေါ်ထွက်နေတဲ့နေမင်းကြီးကလည်းအနောက်စီကိုရှူတိုးဝင်သွားလေပါပြီဒါပေမဲ့အလင်းရောင်ကလည်းမစိတ်တုံသွားသေးပါဘူးကောင်းကင်ပြင်မှာတော့တိမ်မိန်လာဇာဗန်တို့ကပွင့်နေပါရယ်လေပြေကလည်းလေပဲတိုက်ခတ်နေပြီးတော့အိတ်တန်းပြန်ငှက်တို့အုံဖွဲ့ပြန်တန်းသွားကြတော့ကိုတွေ့ရပါတယ်မောင်တို့စီကလည်းဖျားဝေးပြုပရိစိတ်ပြီးရပြီးဤတို့ပြရတဲ့ကုသိုလ်အဖို့ဘာကတော့အားအတက်ပွေအောက်ဝေးစီရှိသမျှလူနတ်ပြမတတဝါအပေါင်းတို့နဲ့အတူတူအဝင်းကျင်မှာရှိကြကုန်သောတတဝါတို့အားအမြပေးဝေပါတယ်အမြရယူနိုင်ကြပါစေအမြပေးပါတယ်ရှိသမျှတတဝါတို့ရကြပါစေကုသိုလ်ပြုသမျှအာဒီတာရုခေါ်ပါသည်တာရုအဲ့လိုမျိုးအမြောက်ပေးဝေတာရုခေါ်ဆိုပြီးတဲ့နောက်မှာတော့ဒိုးစီကလည်းဖျားကိုဝတ်ပြုကြတော့ပါတယ်အဲ့ချိန်မှာပဲဒိုးစီရဲ့နှာခေါင်းထဲကိုတင်းပြန်တဲ့မွေးရနံတစ်ခုဒိုးဝင်မွေးရနံကလည်းတင်းပြန်နေပါတယ်ကြည်နူးစိတ်တင်းပြန်နေတဲ့မွေးရနံကြောင့်သူ့ရဲ့ရင်ထဲမှာချမ်းမြေ့တယ်လို့မျိုးခံစားလိုက်ရပါတယ်အဲဒါကြောင့်မလို့ဒိုးစီအသားအရလှည့်ကြည့်လိုက်ပါတယ်အိုးသူရဲ့ရင်ထဲမှာအံ့ဩတယ်လို့ခံစားလိုက်ရပြီးတော့ဒုတိယအတန်မှာထပ်ပြီးတော့ကြည်လိုက်မိပါတယ်အဲဒီခါမှာပဲအံ့ဩမိတဲ့အသွင်တရံကိုသူကလေးပြပြန်စွာမြင်တွေ့လိုက်ရပါတယ်တခြားတော့မဟုတ်ပါဘူးနွဲ့နွဲ့လျက်သူ့ရဲ့အနားမှာရက်နေတဲ့သူတဦးကိုမြင်လိုက်ရကြတဲ့ကသုံးတော်ဝင်မိန်းကလေးတဦးလို့သိလိုက်ရပါတယ်သူမကလေးဒိုးစီရဲ့အနောက်မှာရက်လေးအသိငွေသူရဲ့ရှေလျားပျော့ပြောင်းနတ်မောင်နဲ့စံကေတာကလည်းလွန်းနေတာကိုတွေ့ရ၍ဒိုးစီကလေးသူမကိုကြည်ရင်ထားလိုက်ပါတယ်ဒီကနေ့သူမနဲ့ညနေချင်းဆိုင်ထိုင်လိုက်ရတယ်လို့တင်းပြတဲ့မွေးရနံကိုရှူချလက်ရခြင်းပြီးတော့မျက်လုံးမျက်ခုံးနားလည်းစသည်တို့ရဲ့ကောင်းခြင်းကိုမြင်တွေ့ရရင်တော့အထူးသဖြင့်သူမရဲ့မျက်ဝန်းအစုံတို့ကလည်းတောက်ရှူးကျညီနောင်နဲ့ထုံးပြောင်နေရောက်ကိုတွေ့လိုက်ရပါတယ်မျက်နှာချင်းဆိုင်မိလျင်တော့သူကလုံးသိနှောက်ရက်တယ်လို့များဖြစ်သွားသလားမသိဘူးသူကလည်းအာတုံအာနာပြောပါတယ်ဒိုးစီကလည်းသူရဲ့ညီဆွေးတဲ့နှက်ခမ်းမှာလွင့်နေစကားတန်ကိုခံစားခြင်းနဲ့ကြည်နူးသွားမိပါတယ်ဒိုးစီကပြုံးပြီးတော့မဖြစ်ပါဘူးဗျာတတ်တဲ့သူမကလည်းကျမကရှင်လုံးတင်ပါအခုကိုနေတိုင်းဒီမှာဖျားဝေးပြပရိစိတ်တာတွေ့ရတယ်ဒီဒါကိုကြည့်ရင်စိတ်ထဲကတားရသလိုခံစားရတယ်ဒီကိုမလုံနိုင်တော့ကိုလုံနိုင်တဲ့ဒီဟာအကိုကိုမူရီတာပွားမိပါတယ်အခုနာမည်ဒိုးစီပါရန်ကုန်ကဒီမှာတောင်ဝင်နဲ့ရောက်လာတာလीရှင်လုံးတင်ကရောကျမဒီနားကပါအဲ့လိုမျိုးပြောပြီးတော့ဟိုတီကြည့်နောက်မှတွေ့ကြတာပေါ့နော်ရှင်လုံးတင်သွားတော့မယ်လို့ပြောပြီးတော့ထွက်သွားပါတယ်ဒိုးစီကလည်းခက်တက်ထွက်သွားတဲ့ရှင်လုံးတင်ရဲ့နောက်ကျောကိုငေးကြည့်နေမိပါတယ်လှုပ်ရှားမှုနဲ့အတူတူလူလွန်နေတဲ့စရိနူများကလည်းကြပြားဆန်လုံးပြီးလို့ခံစားလိုက်မိပါတယ်ဒီညကဒိုးစီအိမ်မရပါဘူးဒါကဓမ္မတာပင်ဖြစ်ပါတယ်
မိမလာကလေးနဲ့စုံတွေ့နေရတိုင်းခံစားရတဲ့ယောက်ျားပြိုရီရဲ့ဝိနာမဟုတ်ပါလားဒီလိုနဲ့နောက်တနေ့ရောက်ခဲ့တာနဲ့အတူတူပြုမြဲဝဲအတိုင်းဖျားရှိကိုပတိစိတ်မြတ်တာပို့ပြီးလျင်တော့မွေးရနန်းကိုတန်းတာရင်မျော်လင့်နေမိပါတယ်ဟိုဒီကိုကြည့်နေမိပါတယ်ရှင်လုံးတင်ဒီနေ့မလာဘူးလားသူကလည်းစဉ်းစားမိတယ်လို့မျိုးဟိုဒီကိုရှာဖွေနေမိပါတယ်အဲ့ချိန်မှာပဲသူ့ရဲ့နောက်ဘက်မှာတင်းပြန့်မွေးရနန်းကလည်းရလိုက်တဲ့ဖြစ်သူကပြက်ကနေလဲကြည့်လိုက်မိပါတယ်ဂျိုလင်းနဲ့မျက်နှာနဲ့မျက်နှာချင်းဆိုင်လိုက်ရပါတယ်သူကတော့ရှင်လုံးနေမယ်ဖြစ်ပါတယ်ဘန်လူရောင်ဝမ်းဆက်ဝေးစင်ထားပါတယ်ရှီလီယာနန်းမောင်နဲ့စင်ကီတာကလေးလေတက်မှာတော့ကြပြဆန်စွာလွန်လွန်းနေပါတယ်ရှင်လွန်တင်ကလည်းပြုံးပြီးတော့အခုဘာရှာနေရလဲအဲ့လိုမျိုးမေးပါတယ်တိုးစီကလည်းဒါကိုရှင်လွန်နေတိချင်လို့လားဓမ္မကလည်းကောင်းကြီးလိုက်ပါတယ်တိုးစီကလည်းထုံထုံအားဖြစ်သွားပါတယ်ကျွန်တော်မလိမ်ချင်ပါဘူးကျွန်တော်ရှင်လွန်တင်ကိုရှာနေတာဟုတ်လားဟုတ်တယ်ရှင်လွန်တင်ပြောရရင်ရှင်လွန်တင်ကတခဏနဲ့တဘဝကိုပိုက်ဆိုးနိုင်သူဖြစ်နေလို့လေရှင်လုံးတွေကလည်းရှက်စနိုးခေါင်းငုံနေပြန်ပါတယ်အဲ့နောက်မှာတော့တူကိုတူပြုံးကြည့်မိပါတယ်အဲ့လိုနဲ့အချိန်တူခင်မင်းသူတွေဖြစ်သွားကြပါတယ်ခွဲခွာနေတိုင်းရှင်လုံးတင်ကိုကျွန်တော်မျှော်နေမှာအဲ့လိုမျိုးပြောပြပါတယ်ရှင်လုံးတင်ကလည်းရှင်လုံးလေးအခုကိုအမြဲတတိရနေတာဒါဟာရှေ့စံနေမှာပဲနော်မပြောဘဲနဲ့ပြုံးနေပါတယ်ဒီပြုံးတွေကလည်းနှလုံးသားတွေမှာမြုပ်နှံပြီးတော့ပြန်ခဲ့ရလေလောကစင်ကမှုတူကိုတူအတွေ့အမြင်များပြားလာပြီးဆိုရင်တော့ကျင်နာစိတ်တိုးဝင်ခဲ့တာကဓမ္မတာပင်ဖြစ်ပါတယ်ပုံစိုးတော်ကလည်းတိုးစီနဲ့ရှင်လုံးတင်နေစဉ်တွေ့နေကြပြီးတော့နေရလောက်မတွေ့ရရင်တော့ရှင်နေခံစားချက်တစ်မျိုးဖြစ်ခဲ့ရပါတယ်ခင်မင်ချင်းတဲ့ပိုတဲ့အခြေတစ်ခုနှလုံးသားမှာစိုးမိုးနေပြီလို့သိခဲ့ရပါတယ်ဟုတ်တယ်ငါလုံးတင်ကိုချစ်နေမိပြီဒီကားတွေ့ရင်ငါလုံးတင်ကိုချစ်နေပြီလို့ပြောရမယ်ပြီးတော့လက်ထပ်မယ်ငါလုံးတင်ကိုချစ်တယ်လို့မခွဲနိုင်ဘူးဟုတ်တယ်အဲ့ဒီမှာပဲနားလေလိုက်ပါပြီအဲ့ဒါကြောင့်မလို့ညနေရောက်ပြီမို့လို့ပြုမြဲဝက်ကိုပြုရင်းနဲ့ရှင်လုံးတင်ကိုမျောနေမိပြန်ပါတယ်မျောလင်းချင်းကြောင့်ရှင်တွေကလည်းမောနေရတယ်လို့တင်းပြန်းနဲ့မူရနန်းကိုရှုချလိုက်ရတော့သူပြောသွားပါတယ်ဒီရနန်းကလည်းနောက်မှာသူကစက္ကနေလေးကြည့်လိုက်ပါတယ်ရှင်လုံးတင်နဲ့မျက်နှာချင်းဆိုင်လေးရရှိနေပါတယ်လွန်းတင်မင်းကိုလွန်းတင်ကိုမျောနေတာနှစ်ရက်လောက်မတွေ့ရတော့ကိုနှစ်ကဘာလောက်ထင်းနေတာအကိုရဲ့လွန်းတင်နဲ့အကိုနဲ့ထပ်တူခံစားရပါတယ်ပြီးတော့အခုကိုလွန်းတင်ပြောစရာရှိနေတယ်ဟုတ်လားအကိုနဲ့လွန်းတင်ကစိတ်ချင်းဆက်နေလားမသိဘူးအကိုလည်းလွန်းတင်ကိုပြောစရာရှိနေပြောလီအောင်စင်းရအောင်ရှင်လွန်းတင်ကလည်းကောင်းကြီးလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့တစောင်းတိုင်းဖျားပေါ်မှာဆင်းခဲ့ပါတယ်ဖျားချင်းရင်မှရှိတဲ့ပန်းချံကလေးစီကိုဝင်လာခဲ့ပါတယ်ကျွေလွေးနေတဲ့တရုတ်စကားပွင့်များနဲ့တရုတ်စကားပေအောက်ကိုဝင်ခဲ့ပါတယ်တရုတ်စကားနန်းတို့ကလည်းသိမ်းပြတ်လို့ရင်တရုတ်စကားပေအောက်ကိုရောက်လျင်တော့ရက်လိုက်ကြပါတယ်တဦးနဲ့တဦးကြည့်ရင်လည်းအခုရှင်တွေကလွန်းတွေကိုပြောချင်တဲ့စကားကိုအရင်ပြောခွင့်ပြုတော့ဒိုးစီကလည်းပြောလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့ဒိုးစီကလည်းရှင်လွန်းတင်ရဲ့လက်ပမုံနုနုကလေးအားစုပ်ကိုင်ရှင်နဲ့လွန်းတင်ရဲ့မျက်နှာကိုစိတ်စိတ်ကြည့်လိုက်ပါတယ်အခုပြောလီပြောမှာပါလွန်းတင်မငင်းနဲ့နော်ပြောပါကူလွန်းတင်ကိုကိုချစ်တယ်လက်ထက်ချင်တယ်ပြောရင်းနဲ့လွန်းတင်ရဲ့ပခုံးနှစ်ဖက်ကိုစုပ်ကိုင်ပြီးတော့ရင်ဝင်ထဲကိုနှစ်ထားလိုက်ပါတယ်ရှင်လွန်းတင်ကလည်းမငင်းပါဘူးရှင်လွန်းတင်ကလည်းတိုးစီရဲ့ရင်ဝင်ထဲကိုတိုးဝင်ပြီးတော့ရင်ကနေတစ်ချက်ရှိုက်လိုက်ပါတယ်ရှင်လွန်းတင်ရဲ့ရှိုက်တန်ကလည်းသူ့ရဲ့နှလုံးသားအောင်တန်လျက်နဲ့ထိုးလိုက်တဲ့လိုမျိုးရှိနေပါတယ်ချစ်တယ်ဆိုတော့ငိုဖို့မဟုတ်ဘူးလေဝန်လေးကြမှာမဟုတ်တာအိမ်လိုမျိုးပြောလိုက်ချင်းပါလေမပြောဖြစ်ပါဘူးလွန်းတင်ချစ်တယ်ဆိုတော့ဘာလို့ငိုရတာလဲလွန်းတင်လည်းကိုယ့်ချစ်တယ်မဟုတ်လားဒါဆိုပြောရမှာလေမငိုပါနဲ့လွန်းတင်အဲ့လိုမျိုးကြားရည်လို့ပြောနေမိပါတယ်ရှင်လွန်းတင်ကလည်းတစ်ချက်ရှိုက်ပြီးတော့လွန်းတင်ဝင်နေတာကမပြောလို့မဟုတ်ပါဘူးအကိုရဲ့အချစ်ကိုပိုင်ဆိုင်ရလို့ပြောပါတယ်ဒါပေမဲ့လွန်းတင်မပြောနိုင်ဘူးဘာဖြစ်လို့လဲလွန်းတင်ရှင်လွန်းတင်ကလည်းအသက်ပြင်းပြင်းရှိုက်ပြီးဘာဖြစ်လို့လဲဆိုရင်ရှင်လွန်းတင်ရဲ့ဘဝကိုအကိုရဲ့အချစ်တွေထွေးပိုင်ဆိုင်ပြီးတော့မပြောနိုင်တဲ့ဘဝမျိုးလိုပါအကိုအဲ့လိုမျိုးပြောလိုက်ပါတယ်ဘာဖြစ်လို့ဒီလိုပြောရတာလဲလွန်းတင်လူလူချင်းမတူတာမရှိဘူးအချစ်စစ်ဟာမတူညီတဲ့ဘဝနှစ်ခုကိုပေါင်းစပ်ဖို့အနိုင်နဲ့အင်အားပါလွန်းတင်ရဲ့မဟုတ်ဘူးအကိုလွန်းတင်နဲ့အကိုဘဝမတူတာကညှိမရတဲ့မတူညီခြင်းပါပဲပြောရရင်တော့လွန်းတင်ကလူဆိုပေမဲ့လူစစ်မဟုတ်ဘူးဖန်ဆင်းထားတဲ့လူဖြစ်နေလို့ပဲဘယ်လိုလွန်းတင်ရှင်းရှင်းပြောမယ်အကိုလွန်းတင်ဟာနောက်ဘက်မဲ့ဖျားမှာလှူဖို့အတွက်
ရန်နာတိုက်ကိုစောင့်နေရတဲ့တိုင်တန်းရှင်ပဲဒါကြောင့်အကိုနဲ့လွန်းတင်ဘွာချင်းပေါင်းဆက်လို့မရအောင်ပြီးတော့လွန်းတင်တို့ရဲ့တိုက်ကတိုက်စရာအနောက်ရှက်ကြောင့်ပြောင်းရတော့မယ်ဒါကြောင့်အကိုကိုတွေ့ချင်ပေမဲ့လည်းမတွေ့နိုင်တော့တယ်လို့ဘွာချင်းပေါင်းဆက်ဖို့လည်းမလွယ်တော့ဒါကြောင့်ဒီဘွာဒီမြပဲလို့သဘောထားရအောင်နော်လွန်းတင်ရဲ့ဒိုးစီကလည်းမပြောရမယ်မသိလူစင်စင်းမှာကြောက်ရွံ့ဖြစ်သွားတယ်လို့ထင်နေမိပါတယ်အဲ့ချိန်မှာပဲရှင်လွန်းတင်ကသူ့ရဲ့ရင်ထဲမှာပြေးထွက်သွားပါတယ်လွန်းတင်ရှင်လွန်းတင်လည်းမကြည့်ပါဘူးကြည်စမ်းပါဦးမျက်စိအောက်မှာပျောက်ချင်းမလောက်ပျောက်သွားခဲ့ပါပြီအဲဒီနောက်ပိုင်းမှာတော့ဒိုးစီနဲ့ရှင်လွန်းတင်မတွေ့ကြရတော့ပါဘူးဒိုးစီကလည်းနေ့စဉ်စောင့်တော်လေရှင်လွန်းတင်ကရောက်မလာခဲ့ပါဘူးဖျားဝေးပြုပရိစိတ်မြတ်တာဖို့အမြောက်ဝေးပြီးတော့တင်းရံနဲ့မွေးရနဲ့ကိုရှူရှိုက်လိုက်ရသဖြင့်ဒိုးစီပြောသွားပါတယ်ဖြစ်ကလေးကြည့်လိုက်တော့ရုပ်တင်မမြင်ရပါဘူးလွန်းတင်မင်းရှောင်းနေရမဟုတ်လားမင်းကိုတွေ့ရသေးဒိုးစီကလည်းပြောပါတယ်မတွေ့ပါဘူးဒါပေမဲ့အတန်ကိုမူကြားနေရပါတယ်လွန်းတင်ကိုမတွေ့ချင်ပါနဲ့တော့ဒါပေမဲ့လွန်းတင်ပြောတဲ့စကားကိုတော့နားထောင်ပြီးတော့မှတ်ထားပါလွန်းတင်တို့လာခွင့်ကြမှာတိုက်ပြောင်းရမယ်အခုဒီလိုတိုက်ပြောင်းတဲ့အခါမှာကြေးစီတန်တွေကြားရမယ်လဲသွန်းတန်တွေကြားရမယ်ဒီအချိန်အကိုထွက်လာခဲ့ပါဒီတန်တွေနဲ့အတူတူအကိုမွေးတကောင်ကိုတွေ့ရလိမ့်မယ်အကိုဒီလိုတွေ့ရင်အဲ့ဒီမွေးကိုရိုက်တာလိုက်ပါဒါဆိုရင်အကိုများပြားတဲ့ရေနာတွေတွေ့ရလိမ့်မယ်ဒီလိုရေနာရရင်တဝက်ကိုအချစ်ဆုံးပေးတဲ့လက်ဆောင်ဖြစ်အကိုသုံးပြီးတော့တဝက်ကိုဖျားလို့ပါရှင်လွန်းတင်အတွက်အမြပေးဝေတာတို့ခေါ်ပေးပါအကိုနဲ့ချစ်လွန်းတင်နောင်ဘွားမှာနောင်ခန္ဓာနဲ့ပေါင်းရပါစေအိမ်နောက်မှာတော့ဘာသာမှမကြားရတော့ပါဘူးတင်းမြတ်မွေးတဲ့ရင်းနှံတာလေးမရှူရှိုက်ရတော့ပါဘူးလွန်းတင်ရဲ့လောက်ခွင့်ကြောင့်မှာတော့ရှင်လွန်းတင်နဲ့ဝေးရပြီဆိုရဲအတီးကြောင့်သူ့ရဲ့နှလုံးတွေကျွေမော့ပြတ်သုံးတယ်လို့မျိုးခံစားနေရပါတယ်ရှင်လွန်းတင်နဲ့ဝေးကြရပြီဆိုရဲအတီးကြောင့်ပျော်ရွှင်မှုတွေစိတ်သုံးနေပါပြီဒါပေမဲ့သူပြောခဲ့တဲ့စကားတွေကိုတော့ကြားရောက်နေမိပါတယ်နောင်ဘနောင်ခန္ဓာနဲ့ပေါင်းကြရပါစေအောင်တယ်လားရှင်လွန်းတင်ရဲ့သူကလည်းယုံကြည်မရတယ်လို့မျိုးခံစားရပါတယ်ဒီလိုနဲ့လောက်ခွင့်ကြောင့်ရောက်တာကိုအမှတ်ရမိပါတယ်ဘာမှလိုချင်တက်မှတ်မှုမရှိတော့လေချစ်သူစကားဖြစ်တဲ့ဖြစ်အလေးနဲ့ထားရပါတယ်ဒီညကလည်းအိမ်မရနက်နက်လေးအာယုံအချိန်အဲ့ဒီကြီးစီတန်းလဲမောင်တန်တွေကြားနေရပါတယ်ဒိုးစီကလည်းအိမ်ထဲမှာပြေးထွက်ခဲ့ပါတယ်လေးအာယုံကျင်းဝမျိုးအလင်းရောင်မပြီးမပြင်းသေးပါဘူးလူသွားလာလေမရှိသေးပါဘူးအဲ့ဒီချိန်မှာပဲသူ့ရဲ့အရှိမောင်ကြီးမားတဲ့မွေကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်မွေကြီးကိုမြင်ရင်တတ်လိုက်ပါကိုတဝက်ကိုတုံးပြီးတော့တဝက်ကိုရှင်လွန်းတင်ကိုရီမန်းပြီးလှုပ်ပါအမြောက်ပေးဝေတာတို့ခေါ်ပါနောင်ဘွားနောင်ခန္ဓာနဲ့ပေါင်းကြပါစို့အဲ့ဒီစကားတွေကိုကြားနေမိပါတယ်သူတွေဝေနေရမှဖြက်ခနေကြည့်လိုက်တော့ပြည်ပြင်းစွာမြင်လိုက်ရပါတယ်မွေကြီးကလည်းတဖြည်းဖြည်းနဲ့မှုံဝါကအပီပဲပြည်ပြင်းနေပါတော့တယ်ဒီကောင်မဒိုးစီကမွေကြီးကိုရိုက်လိုက်မိပါတယ်အဲ့တော့လည်းသူရိုက်လိုက်တဲ့ဒီနေရာမှာမွေကြီးကပျောက်သွားပြီးတော့ရွှေတုံးတချို့ကိုတွေ့လိုက်ရပါတယ်ဒိုးစီကလည်းရွှေတုံးများအားကောက်ယူလာရင်းနဲ့ရင်ထဲမှာလှိုက်မောလာပါတယ်မြေရီတို့ကလည်းတွေ့ကြလာပါတယ်စိတ်ချရှင်လုံးတယ်ဒီရွှေတုံးတွေထုတ်ခွဲပြီးတော့ကိုရှင်လွန်းတင်အတွက်ရည်စူးပြီးအလူတန်းဒါနပြုပါမယ်ရှင်လွန်းတင်ဒါတို့ခေါ်နိုင်ပါစေနောင်ဘဝနောင်ခန္ဓာနဲ့ပေါင်းရဖို့အကိုမျှော်လင့်နေပါမယ်ရှင်လွန်းတင်ရဲ့ဟုတ်ကဲ့ပါခင်ဗျအခုနားဆင်ကြရတဲ့ဇလန်ကတော့ဥစ္စာဆောင်မှာဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ခင်ဗျဒီဇလန်ကိုအစကနေအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါတယ်ပရိသတ်များတာယာချမ်းမြေ့တဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါရခင်ဗျာ